သတင်းလာတရားမင်းများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်တော့မြတ်တာလင်းဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်ဗီဒီယိုကတော့14ရက်6လ2026ကနေ20ရက်6လ2026တပတ်တာကာလတော့တွင်သတင်းလာတရားမင်းများကြုံတွေ့ရမယ့်ကံကြမ္မာလေးထားမျိုးကိုပြပြပေးမယ့်ဗီဒီယိုဖြစ်ပါတယ်ဒီပတ်တာမှာသတင်းလာတရားမင်းများဆိုရှင်ကိစ္စရဲ့အတိုင်းကိုကောင်းအေးထားပြီးဖြည့်ရှင်းရမယ့်ကာလမျိုးဖြစ်တယ်ဘာဝဲလို့စိတ်လိုက်မှန်ပါနဲ့ဂမှုရှိထိုးလို့မရပါဘူးစစရရကိုကောင်းအေးထားပြီးဖြည့်ရှင်းမှတာလေကိုအတွက်ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာတွေအတွက်ကိုတင့်တော်တဲ့ဖြစ်တခုရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုနေရာကျတော့ကိုယ့်ရဲ့ဒီကံကြမ္မာအနေထားရဘလို့ဖြစ်မလဲဆိုလို့ရှိရင်အမှားအမှန်တွေနောက်အကျိုးအကြောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဒါထင်ထင်ရှားရှားပေါ်ပေါက်လာတတ်တယ်။ဒါခါမှကျတော့ကိုကဒီကိစ္စကိုမသိချင်ဘူးဆိုရင်တော့မှပဲဒီကိစ္စရဲ့အမှန်တရားမိမိထံရောက်ရှိလာတတ်တယ်။ဒါမှကျတော့ဒီမျိုးဖြစ်တဲ့ဖြစ်ရက်တစ်ခုကဒီလိုမျိုးပုံစံတွားနေတာဒါကိုမပြောချင်ပဲနဲ့မပြောချင်တာကြောင့်မလို့အလေးလိုရှုထားတယ်။ဒါပေမဲ့အဲ့ဒီဟာအမှန်တရားမိမိထံပြန်ရောက်လာတတ်တယ်။အဲ့တော့ကိုရဲ့စီမှာကိစ္စရက်တွေကဘာဟုတ်ပဲလို့မပြတ်မသားမလေးရှားမရေရာရိုင်းထားလိုက်လို့မရအောင်ဘာဟုတ်ပဲကိုကမပြတ်မသားလုပ်ပြီးတဲ့ကိစ္စတွေထားလိုက်တဲ့ကိစ္စတွေဆိုရင်တောင်မှပဲပြည့်ပြည့်သားသားလုပ်ပါပြတ်သားလုပ်ရမယ်ဆိုတဲ့ကာယမာရဲ့တရားသုံးဖို့ပေးမှုကိုကိုအနေနဲ့ဒီတပတ်တာမှာပြန်ကြုံရမယ်အခြေအနေမျိုးဖြစ်တယ်အဲ့တော့ဘာဟုတ်ပဲလို့တခါတည်းရှင်းရှင်းလင်းပြည့်ပြည့်သားသားလုပ်ဆောင်ပါစီးပွားရေးလုပ်ငန်းလုပ်တယ်ငွေချင်းပေါင်းဆက်ပြီးမှစုပေါင်းဆက်ပါလုပ်တဲ့လုပ်ငန်းတွေအဲ့လိုလုပ်ငန်းတွေမှာဆိုလို့ရှိရင်လည်းခုနေတိထားမှာကခင်မင်မှုကခင်မင်မှုတက်တာခဏပဲလုပ်ငန်းကိစ္စခဏတက်တယ်ပဲအဲ့လိုမျိုးတွေးပြီးမှလည်းလုပ်ဆောင်မှာဒါမှအရှုပ်ရှင်းနေခင်းတော့မှဖြစ်တယ်ဒါတော့ဥပမာတစ်ခုပေါ့နော်အဲ့တော့နောက်တစ်ခုနေကဒီကိုဖြစ်ချင်တာနဲ့ဖြစ်တဲ့နာနဲ့နှစ်ခုကြားထဲမှာဆိုရှင်ဖြစ်တဲ့နာကိုရွေးချယ်ရတဲ့ကာလမျိုးတွေဖြစ်တယ်တချို့တော့ကိစ္စတွေကကိုကလှုပ်ချင်တယ်ဆိုတော့အဲ့ကိုတော့အကျိုးမဖြစ်တော့နာမလို့စွန့်လွတ်ရတဲ့ကာလမျိုးတွေလည်းရှိတတ်တယ်အဲ့တော့ဒီမှာကိုဖြစ်တဲ့နာကိုပဲဦးစားပေးရမယ်အခြေအနေမျိုးဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အနေနဲ့မသားမှာဖြစ်တယ်အခုကိုကသူများအရေးကိစ္စတွေလိုက်လံကူညီဆောင်ရွက်ပေးရတဲ့ကာလမျိုးတွေဖြစ်တယ်ကိုယ့်ရဲ့အကြံစီတွေကလည်းအောင်မြင်မယ်ကိုယ့်ရဲ့ပြောစကားတွေအရာရောက်မယ်အခုချိန်မှာမဟုတ်ပဲလို့လက်ရှိမြေပြင်နေထားရဲ့အမှန်တရားကိုပဲလက်ကင်ထားပြီးတော့ဆောင်ရွက်မှာဖြစ်တယ်အဲ့လိုနေရာမျိုးတွေမှာဆောင်ရွက်တဲ့အခါမှာအာနာတာတွေမျက်နှာလိုက်တာတွေဗတ်လိုက်တာတွေအဲ့ဒါမျိုးတွေတော့ရှောင်ကျဉ်ဖို့လိုပါလိမ့်မယ်အဲ့တော့ကိုဗတ်လိုက်ပြီးတော့လှုပ်ဆောင်နေတဲ့အရာတွေဒီသုံးသက်မှာရလက်မကောင်းတတ်ပါဘူးအဲ့တော့ဘလို့ပုံစံမျိုးကိုပဲဖြစ်ဖြစ်အမှန်တရားနောက်လိုက်သွားမယ်ဆိုရင်အဲ့လိုကိစ္စမျိုးတွေမှာသုံးသက်မှာကိုယ့်အတွက်ကိုကောင်းတဲ့ဂုဏ်သတင်းတွေကြော်စောတာမျိုးတွေဖြစ်စေတတ်ပါတယ်ဆိုတော့ဒီတပတ်တာမှာတနင်္လာတော်ရများအနေနဲ့ကိုမှန်တယ်တင်ဆိုရှင်ရဲဝံ့လှုပ်ဆောင်တဲ့အခါမှာအောင်မြင်မှုရရှိမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်ကိုမှန်တယ်ဆိုရှင်ဘယ်သူမှကြောက်စရာမလိုဘူးဆိုတဲ့အနေအထားမျိုးလည်းလာပြီးတော့တွေ့ရပါတယ်အဲ့ကိုယ့်ရဲ့စကားပြောဆိုတဲ့အခါမှာမိမိလိုချင်တဲ့ဟာကိုတဲလို့ပြောပါတဲလို့ပြောပါဝိုးဝိုက်ပြီးတော့ပြောနေရဆိုရှင်တစ်ဖက်လူကလည်းနားလည်မှုတွေလွဲသွားတတ်တယ်အဲ့တော့ကိုကသူအားနာမှာဆိုလို့စကားတွေကိုလှည့်ပြီးမပြောတာနောက်ကြတော့သူကတမျိုးထင်သွားတယ်နော်ကိုကသူကတစ်ဖက်သူကတမျိုးထင်မှာဆိုလှည့်ပဲပြောတယ်သူကကိုလှည့်ပဲပြောတယ်လို့တမျိုးထင်သွားနော်ဒီလိုဖြစ်တယ်ဒါကြောင့်မလို့ကိုစကားပြောတဲ့အခါမှာလည်းလူရင်းသူရှင်းအောင်ပဲပြောပါဒါဆိုရင်ကိုယ့်ရဲ့စကားတွေကပို့ပြီးထိရောက်ပါလိမ့်မယ်ဒီတစ်ပတ်တာမှာတော့တနင်္လာတော်များအနေနဲ့အခက်အခဲတွေကြုံတွေ့လာတဲ့အခါမှာဆိုရှင်ခုနကပြောလို့မျိုးတိတ်ပြီးတော့ရိုင်းပြရခတ်မသွားနဲ့ကိုကအရင်တစ်ခုခုတွေးလို့တစ်ခနဲ့ဒေါ်လာထွက်သွားခဲ့တယ်ဆိုရင်တော့မှပဲဒီပြဿနာကိုချက်ချင်းမတုံ့ပြန်နိုင်နဲ့အဲ့မှာဆိုကျတော့ရှင်ကိုစိတ်ကဖြစ်စေခြင်းတဲ့အတိုင်းစိတ်ကတွားတဲ့အတိုင်းတခါလေလုတ်လိုက်ခြင်းတဲ့စိတ်တွေပေါက်တယ်ဒါပေမဲ့အဲ့တိုင်းမလုပ်ပါနဲ့ကိုဘက်ကနေစိတ်ကူးစားတကူကြုံတွေ့ခဲ့တယ်ရှိတော့ခဏတော့ငြိမ်သက်တယ်လေးနေပါအနည်းဆုံး15မိနစ်20တော့ငြိမ်နေနေနော်အဲ့အချိန်မှာဆိုရှင်တော့ဖုန်းနံပါတ်နဲ့ဒီပြဿနာတွေပြန်နေမတော့ပြန်ဘာမှမငြိမ်နေနေပြီးကြတော့ရှင်တော့အဲ့လိုမိနစ်20တော့ဟိုနေပြီးတဲ့အချိန်မှာကိုအတွက်ကိုဒီပြဿနာကိုတုံ့ပြန်နေတယ်ဆိုတဲ့အဖြေကိုကောင်းမှုရရှိမှာဖြစ်တယ်အဲကြောင့်မလို့တိတ်ပြီးတော့စိတ်လိုက်မပါလေးတွေမလုပ်သင့်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်နေတဲ့ကိစ္စလုပ်ငန်းတွေကကိစ္စတိုင်းတွေမှာအရေးကြီးတဲ့အခြေအနေတွေရှိနေတာကိုမမေ့အပ်ပါဘူးကိုဆောင်ရွက်နေတဲ့ကိစ္စတွေကဘလောက်ပဲရိုးရှင်းလွယ်ကူနေသည်ပဲဖြစ်နေစေအဲ့ကိစ္စတိုင်းတစ်ခုချင်းစီကကိုယ့်အတွက်အင်မတန်မှကိုယ့်ဘဝတော်ကိုအရေးကြီးတဲ့
ကိစ္စရပ်တွေဖြစ်နေတတ်တယ်အဲ့တော့ဘာပဲလို့ကိုယ့်အတွက်ကိုလေးလေးနဲ့ထားပြီးတော့တေးတေးချာချာ view design နဲ့ဆောင်ရွက်ရမယ့်ကာလမျိုးဖြစ်တယ်ဘာပဲလို့ဒါပို့ဆိုတာမလို့တင်ဘူးအဲ့တော့သူများရဲ့တာဝန်ကိုလွဲယူရတာပဲဖြစ်ဖြစ်သူများကိစ္စကိုလိုက်ဝင်ရှောင်ဆောင်ရွက်ပြတာဖြစ်ကိုယ့်ရဲ့မိသားစုဝင်ကိစ္စဖြစ်အဲ့လိုကိစ္စတွေဆောင်ရွက်တဲ့ခါမှာနည်းနည်းလေးပို့ဆိုင်တာနဲ့အမားရကြီးကြီးမားမားရောဖြစ်တဲ့အခြေအနေမျိုးတွေတွေ့ရတတ်တယ်ဆိုတော့အမားကြီးကြီးမားမားတွေ့ရဆိုတော့ကိုယ်ဖြည့်ရှင်းလို့မရဘူးလားအဲ့လိုလည်းမဟုတ်ဘူးအမားကြီးမားတွေ့ရပြင်ဖြည့်ရှင်းလို့ရဒါပေမဲ့ခုနကတော့ပြောတဲ့ပြဿနာတွေမကြီးမားသေးခင်မှာဘာတွေလုပ်ရမလဲဆိုတဲ့အဆင့်ကိုညမှာလက်ညှိုးပေးတာဖြစ်တယ်ခုနလိုမျိုးအမားကြီးမားတွေ့ရကိုယ်ဖြည့်ရှင်းနိုင်တယ်အဲ့ဆိုရှင်ဘာလို့စတာကလေးကတတိထားခိုင်းနေရတယ်ဒီလိုတော့ရှိရပါတော့အဲ့လိုတော့မဟုတ်ဘူးသူကအဲ့လိုမျိုးပြဿနာတွေမကြီးမားသေးခင်မှာကျိုးတင်ကာကွယ်လိုက်ချင်တယ်မလို့လားအဲ့တဲ့စိတ်ရှုပ်ထွေးစားတွေစိတ်ပီးစီစားဒါတွေကနေကင်းဝေးသွားမှာပေါ့နော်အဲ့တော့ဘယ်လိုပဲလုပ်တော့ကိုယ်အနေထားကကောင်းခြင်းဖြစ်စေဆိုးခြင်းဖြစ်စေဒီခါဒီမှာကျတော့ဒီကာလတော်တွင်းမှာနေမယ်ကိုစီကိုအခြားသောပြဿနာတွေပဋိပက္ခတွေရောက်ရှိလာတာမျိုးတွေကြုံရတတ်တယ်ကိုကြောက်တုံးနေတဲ့သူတွေတွေးထိုးတဲ့သူတွေဒါလည်းရှိတတ်တယ်ဒါပေမဲ့လည်းဒီလိုကိစ္စမျိုးမှာကိုရဲ့ကိုစမ်းကိုကိုစွမ်းကိုစညံစွမ်းနဲ့ညံစားနဲ့ကျော်လွှားနိုင်မှာဖြစ်တယ်တချို့တော့ကိစ္စတွေကလေဒီနည်းနာတော်ရင်းများတွေကတိတ်ပြီးတော့မလိုလူတွေများတတ်တယ်လူတွေများတယ်တိုက်ခိုင်နေများတယ်တစ်ခါမှလည်းပေါင်းနေရှိတဲ့ကဏ္ဍနော်တိုက်ခိုင်နေများဒါပေမဲ့အဲ့တိုက်ခိုင်နေတာကိုခုနကပြောကို network နဲ့ဖြည့်ရှင်းလို့မရဘူးမိဘမျိုးဖြည့်ရှင်းရမယ့်ပြဿနာမျိုးဖြစ်နေတယ်အဲ့ဒါမျိုးကြီးဖြစ်တယ်ဆိုရှင်လည်းမကြောက်ပါနဲ့တချို့တော့ကဏ္ဍတွေဆိုရှင်လည်းကြော်လွှားတင်တယ်ဆိုကြော်လွှားလိုက်ပါတချို့တော့ဟာတွေကကိုကဖြည့်ရှင်းမှုအတွက်အချိန်ပေးဖို့အတွက်တောင်မှမထိုက်တန်ဘူးဆိုတာမျိုးတွေတွေ့ရပါလိမ့်မယ်နော်တနင်္လာတော်များဂျုံနေတာမဲ့ပြဿနာတွေကိုမကြောက်ပါနဲ့အဓိကပြောချင်တဲ့ message ကဂျုံနေတာပြဿနာကိုမကြောက်ပါနဲ့ကိုယ့်ရဲ့အရေးချင်းတဲ့ကိုဖြည့်ရှင်းနိုင်မယ်ဆိုတော့အချိန်ကောင်းနေဂျုံရတတ်တယ်ဘာပဲပြောကိုယ့်ရဲ့ကိုရောက်နေတဲ့နေရာမှာကိုကဆရာကြီးဖြစ်နေတဲ့ level ပေါ့နော်ဆရာကြီးဖြစ်နေသူများကိုကိုကညွှန်ကြားလိုက်ဒီကညွှန်ကြားလိုက်အဲ့လိုပုံစံမျိုးဖြစ်တယ်အဲ့တော့အခြေကြီးမှာဆိုရှင်ကျွန်တော်တို့က AD ASAP ဖြစ်နေမယ်အချိန်မပေးနိုင်တာလေများနေမှာဖြစ်ပြီးတော့ကျွန်တော်တို့လည်းအထင်မြင်လွဲမှားမှုတွေကျွန်တော်တို့လာရတတ်တယ်အချိန်မပေးနိုင်တာတွေများလာလေလေတယောက်ပုံကတယောက်ထားရှိတဲ့တရားတွေကပို့ပြီးတော့များလာလေလေနည်းနည်းဖြစ်တတ်တယ်အိမ်တော်ကြီးမှာဆိုရှင်စကားပြောဆိုလာတဲ့အခါမှာဆိုရှင်တစ်ဖက်သူပေါ်မှာအရင်စကနာထိုးတဲ့စကားလုံးမျိုးမဖြစ်ဖို့လိုအပ်တယ်တစ်ဖက်သူကိုချောမော့တဲ့ဒေတာမျိုးနဲ့ပုံစံမျိုးနဲ့ပေါ့အဓိကတော့ကိုယ့်ရဲ့ဒီအိမ်ထောင်ဘက်ပေါ်မှာလက်ရှိဒီစပတ်တာမှာအိမ်ထောင်ဘက်ပေါ်မှာထားရှိတဲ့စိတ်ခံစားချက်ခံယူချက်တွေကိုယ့်ရဲ့အတွေးတွေကိုလည်းတစ်ထိလောက်လျှော့ပြီးမှဆက်ဆံတာပို့ပြီးမှဆင်ပြေပါလိမ့်မယ်ဘလို့ပြတော့ဒီအခြေကြီးရဲ့အိမ်ထောင်ကြီးနဲ့ပတ်သက်လာဆိုရှင်တခြားသောလူမှုကိစ္စတွေလောက်ကန်ကိစ္စတွေဒါတွေလည်းပေးထားတဲ့အချိန်နဲ့ချီးလူမှုတွေပေးထားတဲ့အချိန်နဲ့ညှတနေအောင်ထားတင်ပါတယ်ဒါမှမဟုတ်တစ်ဖက်စောင်းနေမမျှမတဖြစ်သွားခဲ့မယ်ဆိုရှင်တော့မလိုလားတဲ့ပြဿနာတွေကြုံတွေ့လာတတ်တယ်ဆိုတဲ့မျိုးတွေရှိတတ်ပါတယ်ငွေကြီးမှာတော့တွားပါများငွေကုန်ဖြစ်တတ်တယ်တွားပါများငွေကုန်တွားပါများခီးမြောက်ပဲနေတော့ငွေကုန်ရတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်အဲ့တော့တနင်္လာတော့ဒီတစ်ဖက်မှာ9ရက်ရှိတယ်9ရက်လုံးအိမ်အပြင်လျှောက်သွားတဲ့ကဏ္ဍတွေလျှော့ပါလိုအပ်တယ်ဆိုရှင်ဟုတ်တယ်အိမ်သက်30ပရိဘောကပစ္စည်းတွေလိုအပ်တယ်ဆိုရှင်လည်းတစ်ခါတည်းအဲ့တနေ့တည်းမှာပြီးအောင်ဝယ်ပါ2ရက်3ရက်လောက်ကာလတော့တင်မှာပြီးအောင်ဝယ်ချမ်းပါကျန်တဲ့ရက်တွေအေးစင်းနေပေါ့နော်တနေ့တာသုံးရမယ့်ကိစ္စတွေရှိရပါတချို့တော့ကြီးမားဝယ်ရမယ့်ကိစ္စတွေအတွက်ကိုဆိုလိုချင်းဖြစ်ပါတယ်အဲ့တော့ပေါင်းနေရေးရာကိစ္စတွေပေါင်းနေဆက်ဆံရေးကိစ္စတွေမှာဆိုရှင်မိမိရဲ့ကိစ္စတွေကိုတခြားလူရဲ့ကိစ္စကိုပို့ပြီးမှအရေးပေးရမယ့်ကာလမျိုးဖြစ်တယ်ကိုကလည်းသူများကိစ္စမှာမပိုင်သူတို့ကိစ္စမပြီးဘူးဆိုတာမျိုးတွေဒါပြောကြုံတွေ့ရတတ်တယ်အဲ့တော့ဒီမှာလူမှုရေးကိစ္စကြောင့်မလို့မိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စမှာလည်းနှောင့်နှေးကြမျိုးတွေဒါပြောကြုံတွေ့ရတတ်တာမို့ဒါကိုလည်းမိမိပါမျိုးကောင်းကောင်းကြီးစီမံခန့်ခွဲထားဖို့အရေးကြီးပါတယ်ကျမရေးအနေနဲ့ဆိုရှင်တွေးတိုးတယ်စီစီကိုတက်တယ်ခေါင်းမှုတွေတဲ့ဒါမျိုးတွေကြုံရတတ်ပါတယ်ပညာရေးမှာတော့အင်မတန်ကောင်းတိုးတက်အောင်မြင်မှုတွေအစဉ်စဉ်ဖြစ်ထွန်းသွားမယ်ကာလမျိုးဖြစ်ပါတယ်အဲ့တော့တနင်္လာတော်များအနေနဲ့ဖျားမှာကောက်ဆက်ကြော်ကတ်လူပြမှာမိမိတို့အစိုးတောင်းလို့ရပါတယ်ဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာအဲ့တော့မိမိကံကြမ္မာနဲ့ပတ်သက်လို့ဒါတော့မေးချင်တယ်ဆိုရှင်ကျွန်တော်ရဲ့ chat box မှာပဲဖြစ်အခုဒီ description မှာပေးထားတဲ့ဖုန်းနံပါတ်ပဲဖြစ်ဆက်သွယ်ပြီးတော့မှကျွန်တော်ဒီမှာအဲ့တော့မေးမြန်းရင်းနဲ့မိမိကံကြမ္မာကိုဆက်သွယ်လို့ရပါပြီနောက်ပြီးမှပြန်တွေ့ပါမယ်နော်